များနဲ့မတူတာတွေပါလာလိမ့်မယ်ဥမာရေရခြေတွေပေါ့ရေရဆိုတဲ့စကားလုံးမြန်မာအဘိဓမ္မာအင်္ဂလိပ်စာအဘိဓမ္မာပညာရှင်အသီးသီးအကုန်လုံးတောက်လျှောက်ရေရခြေတွေမှာအတုလုပ်ချင်းမကွာဆရာဥပဒေနာအိမ်အောင်ကြမယ်အိမ်အောင်ကြတော့မယ်လို့ဘေးတင်ထွက်တယ်ဆိုရင်မိမအယုတ်ကလေးနဲ့အဲ့လိုမျိုးလေးအိတ်လဲရတယ်ပေါ့ဒါအတုလုပ်တယ်တကယ်မိမအစစ်မဟုတ်ဘူးအဲ့ဒီမိမအယုတ်ပြီးတော့ဘုန်းကြီးတစ်ပါးဆရာကြီးတစ်ပါးလာပြောပါတယ်60နှစ်ဘိုးကောရဲ့တဲ့တရားဝလေးပါလေးလည်းရအောင်နဝကံပဲလည်းရအောင်60နှစ်ဖြစ်ချင်းရောက်ကြောက်ခဲအဖြူလေးတွေတန်းနေတာသာကြောက်ခဲဆိုအဲ့ဒါလေးတွေငမိုးကြီးချောင်းတဲ့ကိုကံကြမ္မာတွေသွားလေတော့ဆိုပြီးတော့ပြစ်ချတယ်လို့ရှင်အဲ့ဒါအဲ့လိုတို့တွေချိဆရာတော်တွေကပြောတယ်တဲ့ရေတဲ့ကိုပေါ့ကိုယ့်ရဲ့မကောင်းမှုတွေအကုန်လုံးငမိုးကြီးချောင်းတဲ့ကြသွားစီဆိုပြီးတော့အဲ့လိုပြစ်ချတယ်ရေရခြေပြီးသားဖြစ်တယ်ကိုယ်တိုင်ဆင်းလိုက်ရင်မကောင်းဘူးလားတဲ့ပြီးသွားတယ်အဲ့လိုပဲအသက်9နှစ်လောက်ကပါ23နှစ်လောက်ကပါခုတိရှိတဲ့တာဂိတမှာအမေနဲ့လည်းခင်တယ်အန်တီသားလူထွက်လိမ့်မယ်တဲ့တိတ်မကြတော့ဘူးအဲ့တော့မိမသူလည်းအပြိုကြီးခတ်ချောရောပါပဲအဲ့ဒီဆရာမအဲ့တော့ကိုကလည်းငယ်တော့လေအဲ့တော့အဲ့ဒီအမျိုးသမီးတယောက်ပုံစံလေးနဲ့အဲ့လိုမျိုးလေးအတူတူလေးနေလိုက်အိတ်လိုက်လို့ရှိရင်ဘယ်တော့မှမထွက်တော့ဘူးတဲ့အဲ့ဘေးဆရာမကိုယ်တိုင်လာရင်မကောင်းတာပဲဘယ်တော့မှကြောင်းမလာတော့အေးရောအိမ်မလာတော့မလားမြင်တော့အဲ့ဒါပဲယရယဝုစရိနိဗ္ဗာန်နဲ့ယရယဆိုတာနိဗ္ဗာန်ကိုပြောတာတဲ့သိပြီနောက်တစ်ခုကဖျားဘူးထွက်ခြင်းတရားနာသွားခြင်းမြင့်မြတ်တဲ့နေရာတွေကိုသွားခြင်းလို့အိန္ဒိယစပေဒါတက္ကရာမှာပါတယ်အဲ့လိုမသိဘဲနဲ့အဲ့လိုပြောတာဘာမှသိများတာဒါလေးအဲ့ဒါဆိုအဲ့ဒါတက္ကရာလည်းမတက်ဘူး Sanskrit dictionary တန်းစီပြောတယ်ဘယ်တဲ့ပါဘူးအဲ့မှာအဲ့ဒီယရယနဲ့ပတ်သက်တဲ့စာရေးပြီးပါပြီယရယနဲ့ပတ်သက်တဲ့တက္ကရာအကုန်လုံး Dravidian တွေ Aryan တွေတမီးတွေအကုန်ထုတ်ပြလိုက်အင်္ဂလိပ်ကယတရာဆိုတာတစ်မျိုးရှိတယ်ကာမယတရာကာမတဏှာအတွက်သွားတာလိုချင်လို့သွားတာမိမတွေနဲ့ပျော်ပါမယ်အရက်တော့မယ်တောကစားထွက်မယ်အဲ့ဒါကိုကာမယတရာလို့ခေါ်တယ်နားတော့နော်အဲ့တော့အာသောကရဲ့အဖေတွေအဲ့ဒီကာမယတရာသွားတယ်တို့ဇတ်တော်တွေမှာတမင်ကိုသွားပြစ်တယ်တမင်ပြီးတော့တမင်သားစားတယ်အဲ့ဒီမှာအဲ့ဒါတွေကိုရှေ့ဘရင်တွေကအဲ့လိုကာမယတရာဆိုတဲ့ကာမကလိုချင်မှုသူတို့ရဲ့စိတ်ပျော်ရွှင်မှုအတွက်ယတရာကခရီးထွက်တယ်အဲ့ဒါကိုအာသောကဘယင်ကြီးကတို့မင်းတို့ဗုဒ္ဓဂယာသွားတော့ပြောမလို့အဲ့တော့အာသောကဘယင်လက်ထက်ကျတော့သူ့အဖေတွေသူ့အဖိုးတွေလောက်ခဲ့တဲ့အရာကိုပြောင်းပြီးသူကဓမ္မယတရာဖျားပွင့်တဲ့နေရာတွေဖျားတရားတဲ့နေရာတွေခီးထွက်မယ်အဲ့ဒီကနေဖွားမြင်ပွင့်ဆန်းကိုဗုဒ္ဓဂယာသွားတဲ့အကျင့်ပေါ်လာတယ်တခုဖြစ်သွားရှင်းလိုက်ပြီခုဗါတယ်လေကာမယတရာသူကကာမဂုဏ်ကိုအာယုံ၅ပါးခံစားဖို့သူ့အဖေသူ့အဖိုးတွေကသမင်ပြစ်တယ်အဲ့မှာမိန်းမတွေခေါ်သွားတယ်အရက်တောက်တယ်ဗဒ္ဒဝေညီနောင်၃ချိတ်လို့ပေါ့တောထဲမှာကောင်မတွေခေါ်သွားအဲ့ဒါကိုကာမယတရာဆိုခီးထွက်တာပြောတာအဲ့ဒီလိုလုံနေတဲ့ဥစ္စာကိုအာသောကဘိညာပြောင်းလိုက်တယ်အာသောကဘိညာပြောင်းလိုက်